ရှမ်းပြည်တောင်ပိုင်းဟဲအိုမြို့နယ်တောင်လေးလုံးကြားပြည်တော်စုလမ်းမကြီးပေါ်မှာလန်ခရူဇာကားပိုင်ရှင်ကိုတနက်နဲ့ပြစ်တက်ပြီးကားလူယူတဲ့ဖြစ်ပွားခဲ့ပါတယ်။ပြီးခဲ့တဲ့ဇွန်လ24နေ့လယ်ပိုင်းလောက်မှာတောင်လေးလုံးဘက်ကနေဟဲအိုဘက်ကိုသွားတဲ့ယထာတန်လန်အကျော်၆ခွဲဆက်အနီးမှာတနက်နဲ့အနီးက6ချက်ပြစ်ခံခဲ့ရတာလို့ဟဲအိုလူမှုကူညီသူတူကပြောပါတယ်။အသက်ခံရသူဟာအောင်မန်းမျိုးကကားပစ္စည်းဆိုင်ဖွင့်ပွဲကနေယာယီနေထိုင်ရာအေးတာယာမျိုးကိုပြန်လာနေစဉ်လမ်းမှာတားဆီးခံရပြီးလူသက်ကားလူယူသွားတာဖြစ်ပါတယ်။တေဆုံးသူဟာရှမ်းပြည်တောင်ပိုင်းအေးတာယာမျိုးအကွက်ကြီးငါမြို့တိတ်ရက်ကွက်မှာနေသူအသက်23နှစ်အရွယ်လျံမင်းတန့်ဆိုသူဖြစ်ကကြောက်ပတောင်းမျိုးကိုတဲဆောင်သွားပြီလို့ဆိုပါတယ်။စမတ်ကီဖြစ်တဲ့ကားတော်ဟာတေဆုံးသူစီမှာကြံခဲ့တာကြောင့်လန်ခရူဇာကားကိုလူယူသွားခဲ့တဲ့တရားခံဟာကားဆက်နိုးလို့မရတော့တဲ့အတွက်တိကျစ်သွားတဲ့ကားလမ်းဘေးမှာစွန့်ပစ်ခဲ့တာကိုပြန်တွေ့ခဲ့ရပါတယ်။တရားခံကတော့လွတ်မြောက်နေဆဲဖြစ်ပြီးတော့လူရဲမှုဖြစ်တဲ့နေရာဟာတောင်လေးလုံးရဲတင်တန်းကျောင်းနာမည်ကျော်ဘဝတန်တရားယထာလန်းတို့နဲ့တိတ်မဝေးတဲ့နေရာမှာဖြစ်ပွားခဲ့တာပါ။